မင်္ဂလာပါဗျမျိုးတွေအားလုံးပဲမင်္ဂလာနေလည်ခင်းပါကျွန်တော်ချင်းမိတ်ဆွေတွေဒီမနက်ခင်းကျွန်တော်တို့နှစ်23เนาะအင်္ဂါမကျော်ပတ်တီးမမိတ်ဆွေတွေဒါနှစ်ပတ်တီး၄ပတ်တီးပေးထားတာနှစ်ပတ်တီးတစ်လုံးတော့ထွက်သွားပြီပေါ့เนาะ၄လုံးတော့ကြံသေးတယ်နှစ်လေးဆိုရင်တော့ကျွန်တော်ပတ်တီးနှလုံးလုံးနဲ့ထွက်မယ်ကျွန်တော်မိတ်ဆွေတွေအားလုံးလည်းအဆင်ပြေမယ်ပေါ့เนาะဒါဘာပြောပါနှစ်ပတ်တီးအင်္ဂါမကျော်ပတ်တီးနှစ်လုံးတော့ထွက်သွားပြီမိတ်ဆွေများအားလုံးပဲပြီးလို့ရှိရင်ကျွန်တော်တို့မွေးကနန်းလေးပေးထားတာရှိရယ်မွေးကနန်းလေးကိုကျွန်တော်အဓိကထားပြီးလိုက်တော့မယ်ဒီတစ်ပွဲမနက်တည်းကဒါမွေးကနန်းထွက်ပြီးမယ်လို့တောင်ထင်ထားတာเนาะသို့ပေမဲ့မွေးကနန်းလေးကနေကြားချောင်းဝင်ထွက်သွားပြီဆိုတော့ကျွန်တော်တို့မိတ်ဆွေတွေအားလုံးပဲမွေးကနန်းကိုအဓိကထားပြီးတော့လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီညနေတွေနေတိုင်းကနန်းလေးပြောပြီးခဲ့မယ်ဗျเนาะဒီညနေတနင်္လာနေ့ညနေခင်းတွေကျွန်တော်နေတိုင်းကြိုက်ကနန်းလေးတွေးလို့ပုံမှန်ဆိုရင်တော့ကျွန်တော်ကြိုက်ကနန်းမတွေးရင်တော့မတင်တော့ဘူးလောက်ထားတာဒီညနေအခုလေးတင်ပဲကျွန်တော်ကနန်းလိုက်စစ်ကြည့်လိုက်တာကနန်းကတော်တော်လေးတော့လှတယ်ဗျเนาะဒါကြောင့်မိတ်ဆွေများအားလုံးကိုဒီညနေမှာကျွန်တော်အကြိုက်ဆုံးကနန်းမယောကနန်းလေးတွေကျွန်တော်ရွေးချက်ပေးခဲ့မယ်မိတ်ဆွေများကကြိုက်လို့နှိမ့်သက်လို့ရှင်တော့ like ဆော့ပါမကြိုက်နှိမ့်သက်ရင်တော့ကြော်ပေးပါဗျเนาะပြီးလို့ရှင်ကျွန်တော်မိတ်ဆွေတွေအားလုံးကိုတခုပြောချင်တာကကျွန်တော်ပေးတွေကတမျိုးပြီးတမျိုးပြောင်းပြီးတင်နေရတယ်ဗျအခုရက်ထဲမှာเนาะပေးတွေကအလကားနေမှာဟိုသူကပြစ်ချက်တွေပဲထိနေတာเนาะအသက် session နဲ့အောင်ဝင်ကြည့်လို့ဆိုပြီးတော့ session နဲ့အောင်ကြည့်မရအောင်ဗီဒီယိုတွေတင်တော့လေမဟုတ်ဘူးနောက်ထပ်တစ်မျိုးနဲ့ထပ်ထိတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးကိုဒီညနေကျွန်တော်နေတိုင်းကနန်းလေးပေးခဲ့မယ်ပြီးလို့ရှင်မိတ်ဆွေများအားလုံးကလက်မလေးတယောက်ချက်စီနှိပ်ပြီးပါဗျเนาะကျွန်တော်တို့ပွဲတိုင်းမှာတော့ကျွန်တော်မိတ်ဆွေအားလုံးနေတိုင်းကနန်းအမြဲတမ်းရရတယ်เนาะပြီးခဲ့တဲ့ပွဲတွေကလည်းကျွန်တော်တို့ရတယ်မိန်ကနန်းလည်းရတယ်ကျွန်တော်အရန်ကနန်းဒိုမိန်းတွေကလည်းရခဲ့တယ်เนาะအခုဒီတပွဲလေးပဲကျွန်တော်မိတ်ဆွေများအားလုံးကိုကျွန်တော်နေတိုင်းဒီလေတပွဲကိုအနည်းဆုံး2ချိန်နဲ့3ချိန်ကြာမှကျွန်တော်အမြဲတမ်းရတယ်เนาะ2ချိန်နဲ့3ချိန်အမြဲတမ်းလို့ရတယ်အဲ့တော့ဒီတပွဲမှာထပ်ရဖို့ဒီညနေမှာတော့မှကျွန်တော်နေတိုင်းကနေပေါက်ရင်မွေးကနန်းဖြစ်ဖို့တော့ရှိတယ်เนาะအဲ့တော့လက်မလေးတွေတယောက်ချက်စီနှိပ်ပြီးပါပြီးလို့ရှင်တယောက်တစ်ချက်တယောက်လက်နဲ့2-3နဲ့ပတ်သက်တဲ့ group တွေကိုကူညီပြီးတော့ share ခဲ့ပြီးပါเนาะ group တွေဝိုင်း share ရတာမိတ်ဆွေများအားလုံးပဲကျွန်တော်ပြောမယ်เนาะတယောက်ကို group 2လုံးသို့မဟုတ်3လုံးစီလောက်ကို share ပေးပါဗျเนาะအဲ့ဒါမှလည်းကျွန်တော်ဗီဒီယိုတွေကတခြား group တွေရောက်မယ်မိတ်ဆွေတွေအားလုံးပဲเนาะအဲ့လိုမဟုတ်ဘဲနဲ့မိတ်ဆွေတွေကအကိုအကောင့်နဲ့ပဲ share မယ်ဆိုရင်တော့ group တွေရဲ့မရောက်တော့လူမတွေ့ဘူးပေါ့ဗျာเนาะအဲ့တော့2-3နဲ့ပတ်သက်တဲ့ group တွေကိုရှိလို့ရှင်ဝိုင်းပြီးတော့ share ပေးပါမိတ်ဆွေများအားလုံးပဲဒီညနေမှာကျွန်တော်တို့2ရက်စာအတွင်းမှာမပြောက်အနေနဲ့လာနေတဲ့ကီလန်ကျော်ဒီ3.5ခွန်ကီးဗျเนาะ3.5ခွန်ကီးဒီကျွန်တော်မနက်ကလည်းမထိသွားဘူးဆိုတော့ဒီညနေ3.5ခွန်ထိအောင်တော့စော့မယ်เนาะ3.5ခွန်ထိအောင်စော့မယ်3.5ခွန်ထိအောင်စော့ပြီးတော့ကျွန်တော်3.နဲ့ပတ်သက်ရင်3.နဲ့ပတ်သက်ရင်ကျွန်တော်ထိုးမဲ့ကဏ္ဍဒီ3.1 3.6 3.8အဲ့ဒီကဏ္ဍ3ခုစော့ပါเนาะ3.နဲ့ပတ်သက်ရင်3.1 3.6 3.8ဆိုတဲ့ကဏ္ဍ3ခုစော့9နဲ့ပတ်သက်ရင်ကျွန်တော်တို့9.1 9.6 9.8ခွန်နဲ့ပတ်သက်ရင်လည်းခွန်1ခွန်6ခွန်8ဆိုပြီးစော့လိုက်ပါဘာလို့လဲဆိုရင်ကျွန်တော်တို့3.5ခွန်ကိုကျွန်တော်168ကီးနဲ့ဒီညနေမှာပြီးသွားလိမ့်မယ်လို့ကျွန်တော်ကယူဆနေလို့เนาะ3.5ခွန်ကီးလမ်းကျော်ကတော့တော်တော်လေးကောင်းနေဗျအဲ့တော့168ကီးနဲ့ပြီးပေးမယ်ပြီးပေးမလားတော့မပြောတတ်ဘူးเนาะပြီးပေးဖို့လည်းရာခိုင်နှုန်းရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကြိုက်တာဒီကျွန်တော်နေတိုင်းအရာထိနေတာ9-6ခွန်ဒီကျွန်တော်တို့နေတိုင်းလို့ထိနေတာเนาะ9-6ခွန်ဒီကျွန်တော်တို့နေတိုင်းလို့ထိနေတာရက်20လောက်ဖြစ်နေပြီ9-6ခွန်လွတ်ပြီးတော့ထွက်တဲ့နေမရှိသလောက်ဖြစ်နေတာဒါကြောင့်မို့ဒီညနေ9-6ခွန်နေပါရကဏ္ဍကိုပိုတင်ထိုးမယ်3.5ခွန်ကို168နဲ့ကတ်မယ်ကျွန်တော်တို့မိန်ကဏ္ဍလေးကျွန်တော်ရွေးချက်ပေးခဲ့မယ်မိန်ကဏ္ဍဒီကျွန်တော်မိတ်ဆွေများလုံးပဲ3.နဲ့ပတ်တိုင်ကျွန်တော်3.6ဆိုတဲ့ကဏ္ဍတစ်ခုပဲကျွန်တော်ရွေးလိုက်မယ်3.6ရယ်ခွန်6ရယ်ပြီးလို့ချင်း9-6ရယ်3.6 9-6ခွန်6ပြီးလို့ရှင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့50နဲ့မှ8ဆိုတဲ့ကဏ္ဍ3.6ရယ်9-6ရယ်9-8ရယ်ခွန်6ရယ်ဒီ main လေးกว่าပါကြံတဲ့ကဏ္ဍတွေကိုတော့ရဆော့ပါ3.6 9-6ပြီးလို့ရှင်ခွန်6 58ဆိုတဲ့ကဏ္ဍအဲ့ဒီလေးกว่าကို main ဆော့ကြံတဲ့ကဏ္ဍတွေကိုရဆော့ပါเนาะကြံတဲ့ကဏ္ဍလေးတွေကိုကျွန်တော်အရန်အနေနဲ့ပဲဆော့မယ်ကဲဟုတ်ပြီเนาะမိတ်ဆွေများအားလုံးပဲနားလည်ပြီးထင်ပါတယ်ဗျ3.6 9-6ခွန်6 58ဆိုတဲ့ကဏ္ဍလေးกว่าကို main ဒီကဆော့ပေါ့ဒီညနေမှာเนาะများသောအားဖြင့်ကျွန်တော်ပြီးတဲ့ကဏ္ဍတွေအောင်လို့ရှင် main ကဏ္ဍကအောင်လားများပါတယ်ဟို10ချိန်ဆိုလို့ရှိရင်ကျွန်တော်9ချိန်လောက်ကတော့ main အောင်တယ်เนาะကျန်တဲ့3ချိန်လောက်ကတော့ဒါအရန်နဲ့တွေ domain နဲ့တွေကျွန်တော်အဲ့လိုမျိုးရှောက်သွားတာပဲရှိတယ်အဲ့တော့အဓိကဒီညနေမှာကျွန်တော်ခုနရွေးချက်ပေးခဲ့တဲ့ main လေးကွက်လေးကိုစော့ပါပြီးလို့ရှိရင်မိတ်ဆွေများလုံးကမွေးရနန်းစော့မဲ့မိတ်ဆွေများကကျွန်တော်တို့မွေးရနန်းကိုအခုတည်းကလာယူထားပါဒီနေ့ညနေကထပ်ပြီးတော့မှလိုက်ရမယ်ကျွန်တော်တို့တောက်ကြနေထီဆိုပြီးတော့ကျွန်တော်ပြေးထားတယ်ဒါပေမဲ့တောက်ကြနေထီတောင်မရောက်တော့ဘူးဒီမွေးနန်းကဂျားထဲမှာတင်ကျွန်တော်အင်္ဂါပေါ်ထူးတွင်းမှာတင်ထွက်ဖို့ရာခိုင်နှုန်းကကောင်းတယ်ဗျเนาะအဲ့တော့မိတ်ဆွေများလုံးကမွေးကနန်းကိုတကယ်ယူပြီးတော့စော့မယ်ဆိုတဲ့မိတ်ဆွေတွေလာယူမယ်ဆိုတဲ့မိတ်ဆွေတွေမွေးကနန်းစော့မယ်ဆိုတဲ့မိတ်ဆွေများက
အခုကျွန်တော်ဗီဒီယိုလေးတင်ထားတဲ့အပေါ်မှာကျွန်တော်တို့Telegram နဲ့ Messenger စာတန်းလင့်တင်ထားတဲ့ m.me/ ဆိုတဲ့စာတန်းလေးနဲ့အဲ့ဒါဒီဒါကျွန်တော် Messenger link အဲ့ဒီ Messenger ကိုနှိပ်ပြီးတော့မှ Messenger မှာမွေးကနန်းဆိုပြီးတွားယူပေးမွေးကနန်းဒီကျွန်တော်အပူတစ်ခွက်ပါမယ်နော်အပူတစ်ခွက်ပါမယ်မနက်ကတာဗျာနှစ်ပူးပဲဖြစ်ဖြစ်တပွင့်တက်ပြီးနှစ်လေးပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်တို့အောင်ပါနော်ဂျားတွေကနေကတ်ထွက်နေအဲ့ဒီလိုမျိုးပဲကတ်ပြီးတော့ကန်တရားကဖယ်နေတာနော်ပြီးခဲ့တဲ့ပွဲကလည်းမွေးတွေကအောင်အောင်မဲ့ဟာကိုမွေးကပြောင်းလိုက်တယ်ပြောင်းပြီးပေးတဲ့ဟာဂျားတွေကတခါထွက်သွားပြန်1နှစ်နဲ့1လေးဂျားတွေကနေ1-3ဆိုဖြစ်သွားဒီမနေ့ကျတော့ထပ်မတိုးနော်ထပ်တိုးရင်တော့ရမှာပေါ့အဲ့တော့ main ကန်း၄ခွက်နဲ့ကျွန်တော်တို့ဒီညနေမှာမွေးနှမ်းပဲအဓိကထားပြီးဆော့မယ်မွေးနှမ်းမရသေးတဲ့မိတ်ဆွေတွေဒီဗီဒီယိုဖိုင်ပေါ်ကစာတန်းအပြောင်လေးကိုနှိပ်ပြီးတော့ Messenger မှာယူပေးပါပြီးလို့ရှိရင်မိတ်ဆွေများအားလုံးကကျွန်တော် page လေးကို follow လေးနှိပ်ခဲ့ပေးကြပါအောင်နော်ကျွန်တော် page အသစ်လေးပါ page အသစ်လေးကို follow လေးတွေတယောက်ချက်လေးနှိပ်ခဲ့ပေးပါမိတ်ဆွေများအားလုံးပဲကဲအဲ့တော့အားလုံးပဲဒီညနေမှာအောင်ပွဲရကြပါသေး3-5ခွန်ကီလန်ကျော်ဒီညနေမှာထိဖို့အတွက်69%တေးချတယ်69%အားကောင်းတယ်3-5ခွန်ကိုကျွန်တော်168နဲ့ကတ်ပြီးဆို3-6ခွန်6 5-6 5-8မိန်းကနန်း၄ကွက်ပါပြီးလို့ရှိရင်ခွန်1နဲ့ခွန်8ကိုဒူမိန်ဆိုကျန်တဲ့ကနန်းတွေကိုရန်ဆော့ပါเนาะအဲ့တော့အားလုံးပဲကောက်လက်ပါမိတ်ဆွေတွေ